ဒီသတင်းတွေးမိကြတယ်မလားရှင်ဘယ်အရာမှမတည်မြဲဘူးနော်ဘတ်ငွေ39တန်းတန်ဂရင်ကြီးပေါ်မှာအိတ်ချင်နေသူတကယ်ပဲတီသူဟာသူ့အိတ်ချင်ခဲ့တယ်လို့ဘတ်ငွေ39တန်းတန်ငွေပုံကြီးပေါ်မှာအိတ်ခဲ့ရတယ်ရှင်ကြီးရတယ်လို့ပါပဲရှင်ဖြစ်စဉ်ကထိုင်းနိုင်ငံချွန်ပူရီမြို့ကနာမည်ကြီးကုမ္ပဏီတစ်ခုမှာစည်ရင်းကင်မဝန်တန်း2ဦးရှိတယ်ကုမ္ပဏီပတ်စံတွေကိုဘလို့နည်းနဲ့ခိုးယူခဲ့တယ်လဲဆိုတော့သူတို့နှစ်ယောက်ဟာစာရွက်စာတဲ့အတုတွေကိုပြုလုပ်ခဲ့ကြပါတယ်ရှင်အဲ့ဒီစာရွက်အတုတွေနဲ့ဘဏ်ကသူတွေကိုလှည့်စားနိုင်ခဲ့ကြတယ်သူတို့အလုပ်လုပ်နေတဲ့ကုမ္ပဏီနာမည်ကိုအသုံးပြုပြီးစာရွက်စာတဲ့အတုတွေနဲ့ဘဏ်ကနေဘတ်ငွေ103တန်းကိုထုတ်ယူခဲ့ကြတယ်။မှန်တော့ဒီပြစ်မှုကိုကျူးလွန်တဲ့သူကဝန်ထမ်းမိန်းကလေး2ဦးအပြင်ပတ်စံထုတ်ဖို့ကူညီပေးတဲ့ယောက်ျားလေး2ဦးပါရှင်။သူတို့3ယောက်ဟာဘတ်ငွေ103တန်းယူပြီးတော့ထွက်ပြေးသွားကြတယ်။နောက်9ရက်လောက်နေတဲ့အခါမှာတော့ချက်ဆောင်ဘက်မှာအမျိုးသမီးတစ်ယောက်ဟာဓာတ်တန်ရအများကြီးနဲ့အခြေအနေမကောင်းဘူးလို့တွေးနေတဲ့သူတွေကရဲကိုအကြောင်းကြားလာကြတယ်။ရဲကလည်းဘတ်ငွေ103တန်းရှာပုံတော့ကိုလိုက်နေတဲ့အချိန်မှာရှင်6လပိုင်း21ရက်2025မိနစ်ကတက်လာတဲ့တဲ့မှာဘတ်ငွေ103တန်းအကြောင်းအလုံးပေါ်လာခဲ့တယ်။ဒဏ်ရာရအမျိုးသမီးကိုတွေ့တော့သူဟာ103တန်းခိုးတဲ့အဖွဲ့3ယောက်တည်းက1ယောက်ပါငယ်ချင်း3ယောက်ကပတ်စံအတူတူယူပြီးပြစ်မှုကျူးလွန်ခဲ့ကြတယ်။အဲ့တဲ့ကမင်းကလေးဝန်ထမ်းတငယ်ချင်း1ယောက်ကပတ်စံကိုမခွဲပေးချင်တော့သူ့အချစ်ဆုံးတငယ်ချင်းမကိုရှင်းပြခဲ့တယ်။သူတို့3ယောက်ပတ်စံဝေစုခွဲတာအစိမပြေပုံရတယ်။ဒါကြောင့်ဝေစုကိုမခွဲပေးချင်တာကြောင့်ကျန်တဲ့တငယ်ချင်းမကိုရှင်းပြခဲ့ကြတာ။ပြီးတော့တငယ်ချင်းမကိုချက်ဆောင်ဘက်မှာထားခဲ့ပါတယ်ရှင်။နောက်2ယောက်ကပတ်စံအားလုံးကိုယူပြီးတခြားတိုင်းပြည်ကိုထွက်ပြေးသွားခဲ့တယ်။ခြားနိုင်ငံကိုထွက်ပြေးသွားတဲ့တငယ်ချင်းမမှာယောက်ျားရှိပါတယ်ရှင်။ရဲတွေကသူတို့လင်မယားအရင်တော့ကနေခဲ့တဲ့လက်ကပန်းကနာမည်ကြီးကိုတိုတစ်ခုကိုတွားရောက်စစ်ဆေးပါတယ်ရှင်။အဲ့ဒီကိုတိုမှာထွက်ပြေးသွားတဲ့တငယ်ချင်းရဲ့ယောက်ျားနေထိုင်ပါတယ်ရှင်။ကိုတိုအခါတစ်ခါလုံးရှာပါတယ်မတင်ကစရာဘာမှမရှိပါဘူး။လို့လိုက်ရှာနေရင်းနဲ့နေရင်းမှာရဲကကရင်တစ်ခုကိုတတိထားမိပါတယ်ရှင်။ဒီကရင်ကကြည့်ရတာတစ်မျိုးကြီးပဲပေါ့။ရဲမျက်လုံးကကရင်ကနေမခွာနိုင်ဘူး။တင်အောက်ခြေကိုခွာတဲ့ပစ္စည်းတွေနဲ့တဖြည်းဖြည်းခွာပါတယ်ရှင်။အဝတ်နဲ့ထည့်ထားတဲ့ကရင်အောက်ခြေထဲမှာဘတ်ငွေတွေအုပ်လိုက်ထွက်လာတယ်။အားလုံးပေါင်း39တန်းနဲ့9သိန်းပါရှင်။တန်း40ပြည့်ဖို့တသိန်းပဲလိုတော့တယ်။ဒီဟာခိုးယူလာတဲ့တန်း100နဲ့3တန်းနဲ့ကဘတ်တန်း40ကိုခွဲပြီးဒီကလေးအဝတ်ထဲမှာလာဖွက်ထားတာ။ဆန်ယူလာခဲ့တာကမင်းကလေး2ယောက်ယောက်ျားလေး1ယောက်စုပေါင်း3ယောက်တငယ်ချင်းမင်းကလေးကသူ့ရဲ့တငယ်ချင်းကိုပတ်စံမခွဲပေးချင်တော့1ယောက်ကိုရှင်းပြခဲ့ပြီးချက်ဆောင်မှာထားခဲ့တဲ့2ယောက်ကတခြားတိုင်းပြည်ကိုထွက်ပြေးသွားခဲ့ပါတယ်ရှင်။မထွက်ပြေးခင်မှာတော့အဲ့တန်း100နဲ့3တန်းနဲ့ကတန်း40ကိုတငယ်ချင်းမကသူတို့နေထိုင်ရာကွန်ဒိုကရင်အောက်ထဲမှာဖွက်ထားခဲ့ပါတယ်ရှင်ဒီတော့ယောက်ျားကလည်းဒီပတ်စံကိုလက်ခံမှုနဲ့တရက်ခံဖြစ်သွားပါတယ်အလုံးပေါင်းတရက်ခံ4ယောက်တန်ခဲ့တဲ့ယောက်ျားဟာပတ်စံတန်း40ထည့်ထားတဲ့ကတင်ကြီးပေါ်မှာနေတိုင်းအိပ်ပါတယ်ရှင်တချို့ကလည်းရွက်ပြီးပြောကြပါတယ်ရွှေပုံငွေပုံပေါ်ကတင်ကြီးပေါ်မှာနေတိုင်းအိပ်တာအားကြစရာပဲနော်သူများစီကယူလာတဲ့ပတ်စံတွေဆိုတော့အားကြကြီးမအိပ်နိုင်ဘူးရွှေပုံငွေပုံပေါ်မှာအိပ်တယ်လို့ဘယ်ခေါ်တော့မလဲအခုကရင်ပြောင်းအိပ်ရတော့မယ်လေဆိုပြီးပြောကြတယ်